ဒီလိုင်းမောကဘွားတွေဆက်ဆရာများအတွက်ဘဟုတုတတစ်ခုမျှဝေပေးမှာပေါ့နော်။ဘာလဲဆိုတော့ဒီဘယ်ဒီကန်းလေးကခဏခဏရက်လိုက်မောင်းရလိုက်ရက်လိုက်မောင်းရလိုက်နဲ့ဖြစ်နေတယ်။စိုင်းနေပါလေစစ်ဖို့ပြင်ဖို့စုံစမ်းပြီးတော့ပို့မလို့လုပ်နေရရေးကျွန်တော်အလောက်ကလည်းမအားတာနဲ့ကိုယ့်ဘာသာကိုဖြုတ်ကြည့်မယ်ဆိုပြီးကြည့်လိုက်တော့ဘာတွေ့လဲဆိုတော့ဒီကလစ်ကလေးတွေပေါ့ခဲပြုတ်ကိုယ့်အကိုအလောက်ကလည်းရှုပ်တယ်ဗက်ဒီကန်လည်းဝဲထားတယ်ဒါမျိုးတွေကြုံနေဆိုလို့ရှိရင်အရင်ဆုံးကိုယ့်ဘာသာကိုစစ်ကြည့်ကိုအကြံပေးချင်တာပေါ့နော်ဒီကောင်လေးကတုံခါမှုနဲ့ကလစ်ကလေးတွေပြုတ်လို့သွားဒါလေးတွေဖြုတ်စစ်လိုက်ပြန်အဆင်ပြေပေါ့ကိုလောလောတဲ့အချိန်မကုန်မဲ့ငွေမကုန်မဲ့နဲ့လွယ်လွယ်ကူကူပြီးအဆင်ပြေသွားအောင်လို့ပေါ့နော်ဒါလေးတွေ့ကြုံတာလေးတင်းပေးတာပေါ့ဒီကောင်ကလစ်ကလေးပြုတ်ဒါပါ